ပူပြင်းသောနေရာသည်တွင်စိုက်ပျိုးရေးလုပ်ငန်းခွင်တွင်လူအများစုသည်အပူလုံကဲခြင်းတံကိုခံစားနေကြရသည်အပူနှင့်ဆက်ဆက်သောယောဂများကိုကိုစားပြုသောယောဂများမှာအပူလေဖြတ်ခြင်းနှင့်နေလောင်ခြင်းတို့ဖြစ်သည်အပူလျက်ခြင်းကတော့ခန္ဓာကိုယ်တွင်အပူများခြင်းလို့လည်းခေါ်ပါတယ်အချိန်ကြာကြီးနေအောင်အောက်တွင်နေရတဲ့အချိန်တွင်ဖြစ်ပေါ်ပြီးတော့ချွေးလွန်အကျွံထွက်ခြင်းကြောင့်အားနည်းခြင်းမူးဝေခြင်းနှင့်အော်အန်ခြင်းစသည့်လက္ခဏာများဖြစ်ပေါ်လာတတ်ပါသည်မြင့်မားသောအပူချိန်နှင့်ဆိုးဆိုးသောပတ်ဝန်းကျင်နှင့်ထိတွေ့မှုကြောင့်ခန္ဓာကိုယ်ပူမထုတ်နိုင်ဘဲနံပါတ်ကိုစားပြုယောဂဖြစ်သည်ယောဂလက္ခဏာများတွင်ချွေးမထွက်ဘဲ40ဒီဂရီထက်တိုးလာခြင်းချမ်းလုံခြင်းနှင့်သတိလက်ချင်းစသည်တို့ပါဝင်သည်ယောဂလက္ခဏာများတွင်ချွေးမထွက်ဘဲ40ဒီဂရီထက်တိုးလာခြင်းချမ်းလုံခြင်းနှင့်သတိလက်ချင်းစသည်တို့ပါဝင်သည်အပူယောဂများကိုကုသရန်တက်မိရှိသူ၏တတိထားမှုရှိပါကအရင်ဆုံးအေဂျင့်သောနေရာသို့ရွှေ့ပြောင်းပြီးအဝတ်အစားကိုလျော့ပါစွာဝတ်ဆင်စေရန်နှင့်ကိုအေးမြတ်စေရန်လိုအပ်သည်ထို့အပြင်ရေများသောအားဖြင့်တောက်ရန်လိုအပ်ပြီးလက္ခဏာများကပုံမကောင်းမလာပါကတရားစိတ်ကိုသို့ဆက်သွယ်လေအကူအညီတောင်းခံရမည်ဖြစ်သည်သို့သောတတိထားမှုမရှိသောအခါတွင်ချက်ချင်းအရေးပေါ်ဆေးခန်းသို့ပို့ဆောင်ရမည်တရားစိတ်ကိုရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရောက်မည်ထိလဲဆေးပညာရှင်ကိုအေဂျင့်သောနေရာသို့ရွှေ့ပြောင်းပြီးအဝတ်အစားကိုလျော့ပါစွာဝတ်ဆင်စေရန်နှင့်ကိုအေးမြတ်စေရန်လိုအပ်သည်အချိန်တွင်စက်တိုက်ကြောတက်မှုဖြစ်ပေါ်နေပါကကြောများကိုမဆွဲပေးရမည်ဖြစ်သည်ဒီလိုမျိုးပြုလုပ်ရမည့်အချက်3ခုလောက်ကိုသာသတိရမယ်ဆိုရင်ကားခဲ့နိုင်ပါတယ်အဲ့ဓာတွေကတော့ရေအရေးနားယူခြင်းတို့ပဲဖြစ်ပါတယ်လျင်မြန်စွာရေများသောအားဖြင့်တောက်ရန်လိုအပ်ပြီး15မိနစ်ကြာအတူချုပ်စွာတိုက်ရောက်အေးမြသောနေရာတွင်မကြာခဏအနားယူရန်လိုအပ်ပါသည်ထို့အပြင်နှစ်ခုအုပ်စုဖွဲ့အလုပ်လုပ်လျင်ပုံမလုံးကြုံဒီမလုံးအိမ်အဲရိုတဲ့ကနေသို့မဟုတ်မွေးမြူရေးကြီးကဲ့သို့သောစက်ရုံများတွင်အလုပ်လုပ်သည့်အခါတွင်လေတုမှုအင်းလေးထွက်ကောင်းစေရန်စင်စက်ချက်ပြုလုပ်ပါနွေရာသီမှာကျန်းမာရေးဆောင်ရှောက်မှုကပိုအရေးကြီးတဲ့အတွက်ကြောင့်လူတွေကလူအသက်သည်စိုက်ပျိုးရေးထက်ပိုပြီးအရေးကြီးကြောင်းသေချာပေါက်မှတ်သားထားရမည်